1949ခုနှစ်ဇူလိုင်လ19ရက်နေ့တွင်နေကျက်လက်ပါစီအသမယန္တုများရဲ့လက်ချက်နဲ့ကြာဆုံးသွားရရှာတဲ့လွတ်လပ်ရေးပြည်သူ့ကပြည်သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ကြီးများရဲ့ရုပ်ကလပ်ကို1948ခုနှစ်ဧပြီလ17ရက်နေ့နေ့လယ်တနာရီ15မိနစ်အချိန်မှာအာဇာနည်ဗိမာန်သို့ပို့ဆောင်တင်ယူဖို့အတွက်ထွက်ခွာလာကြပါမယ်ဇာပနပို့ဆောင်ရမှာနိုင်ငံတော်ကြီးရေလေတပ်မတော်သားများနဲ့တကွတပ်ဖွဲ့ပေါင်းစုံမှဥဆောင်ချီတဲ့လာရာရှုမြင်ရသူပြည်သူအလုံးကြိမ်မီအုံမြပူဆွေးတတ်တာသောဖြင့်လိုက်ပါပို့ဆောင်ကြပါမယ်ဇာပနာတွင်ရင်များပေါ်မှာတင်ဆောင်လာတဲ့အာဇာနည်ကြီးများရဲ့ရုပ်ကလပ်ကိုပြည်သူလူထုကဝမ်းနဲ့ကြေကွဲစွာအလေးပြုကြပါတယ်။ယူရီဟောကနေပြီးလေးစုတပ်ပုံရွှေတကုံစီရီတော်ကြီးတို့ဥတီကပို့ဆောင်ရာလမ်းတစ်လျှောက်မှာပေးတာအပေါင်းရှင်းတော့ဝဲရပြည့်တဲ့နေပါတယ်။ transport လမ်းတစ်ခွင်မှာလဲလိုက်ပါပို့ဆောင်သူများရောနောက်ဆုံးမျှော်ရှုအလေးပြုကြသူအပေါင်းတို့ကိုပါကြေကွဲဝယ်ရာတွေ့မြင်ရပါတယ်ဘောင်းဆောင်တဲ့တကွနိုင်ငံများတန်တမာများစစ်ဘက်အရာရှိကြီးများပါလိုက်ပါပို့ဆောင်ကြပါတယ်အာဇာနည်ကြီးများရဲ့ရုပ်ကလပ်မြုပ်နှံမှုအတွက်1948ခုနှစ်မတ်လ29ရက်နေ့မှစတင်အုတ်မြစ်ချတည်ဆောက်ခဲ့ရတဲ့အာဇာနည်ဗိမာန်ကိုလည်းအသင့်ပြင်ဆင်ထားပါတယ်အာဇာနည်ကြီးများရဲ့ရုပ်ကလပ်များကိုကြိုးတင်ဆောင်စားနေကြတဲ့ပြည်သက်ကြီးကလည်းတစုတပေါင်းအားကောင်းတာပါလေခဏကြီးခွဲအချိန်မှာတော့အာဇာနည်ကုန်းလို့အမည်ကတဲ့အာဇာနည်ဗိမာန်ဝကိုရောက်ရှိလာကြပါလေအာဇာနည်ကောင်းဆောင်ကြီးများရဲ့ရုပ်ကလပ်များကိုအလဲဘိုးမှာဗိုလ်ချုပ်အောင်ဆန်းလက်ရဘက်မှာသခင်မြဥပဝင်းမိုင်းဘွန်စောဝါကြီးနဲ့ဦးအောင်မောင်လက်ဝဲဘက်မှာဥပချိုးမန်းပါခိုင်မစ္စတာရာဇတ်နဲ့ရဲဘော်ထွေးတို့ရဲ့ရုပ်ကလပ်များကိုသက်ဆိုင်ရာအုပ်ကူအသီးသီးမှာထားရှိပါတယ်တနတ်များပြစ်ပေါက်ခါစစ်ကြရာများမဟုတ်ပြီးအလေးပြုကြတဲ့ပြင်ပမတတ်မတော်လင်းမြန်တို့ကလည်းဝေရင်ရမှနေပြီးအာဇာနည်ကုန်းကိုဥတိုက်ပြန်ဝဲကပန်းမျိုးစုံများနဲ့လွမ်းသူပန်းဝေကျဲချပြီးအလေးပြုကြပါတယ်သမရ
ကြီးရဲ့ကိုစားအတွင်းဝင်ဥရွှေဘောနဲ့နိုင်ငံခြားတန်တမန်များကလည်းလွမ်းသူပန်းခွေများနဲ့အလေးပြုကြပါတယ်ဘုရားအောင်ဆန်းတဲ့တကွာအာဇာနည်ကြီးများရဲ့ဇာပနာအခမ်းအနားဟာညနေ4 နာရီအချိန်မှာပြီးစီးပါတော့တယ်ခင်ဗျာ